ထိုင်းနိုင်ငံကန်ချနဘူရီပြည်နယ်မောင်ခရိုင်တွင်ကွာရှင်းရန်တောင်းဆိုသည့်ဇနီးငယ်ဖြစ်သူကိုခင်ပွန်းဖြစ်သူကကားပေါ်တွင်အက်ဆစ်ဖြင့်ပတ်ကာတိုက်ခိုက်ခဲ့သဖြင့်ရဲတပ်ဖွဲ့ကတရားစွဲဆိုရန်ပြင်ဆင်လျက်ရှိပါသည်ဖြစ်စဉ်အသေးစိတ်အချက်လက်များအရနစ်နာသူအသက်32နှစ်အရွယ်မစ္စနန်ဖွန်သည်ကျူးလွန်သူအမျိုးသားနှင့်12ကျော်ပေါင်းသိမ်းခဲ့ပြီးသမီးတဦးရှိကဒုတိယဇနီးဖြစ်ပါတယ်သူမကဘဝသစ်စရန်ကွာရှင်းခွင့်တောင်းရာအမျိုးသားကလက်မခံဘဲအသေးပဲထွက်သွားရမည်ဟုချိန်ချောက်ထားခဲ့ပါတယ်။ဩဂတ်လ29ရက်နေ့က၎င်းတို့နှစ်ဦးကားအတူစီးလာစဉ်စကားများရန်ဖြစ်ခဲ့ပါတယ်။ထို့သောရန်ဖြစ်စဉ်အမျိုးသားကအက်ဆစ်ဖြင့်ပတ်ခဲ့သဖြင့်အမျိုးသမီး၏မျက်နှာနှင့်ဦးခေါင်းအပါဝင်ခန္ဓာကိုယ်၏10%ခန့်မီးလောင်ဒဏ်ရာများပြင်းထန်စွာရရှိခဲ့ပါတယ်။ထို့သို့ရုံးရင်းဆန်ခတ်ဖြစ်စဉ်ကားမှာလမ်းဘေးအတားအဆီးကိုဝင်တိုက်မိခဲ့ပြီးအမျိုးသမီးထွက်ပြေးစဉ်ဖြတ်သွားသောလူနာတင်ရင်တစည်းကအကူအညီပေးနိုင်ခဲ့ပါတယ်။အမျိုးသားဖြစ်သူကမူဇနီးဖြစ်သူက၎င်းအားအရက်ပလင်းဖြင့်အရင်ရိုက်သဖြင့်ဒေါသထွက်ကာကားနောက်ခန်းရှိပလင်းကိုယူပေါက်ခဲ့ခြင်းဖြစ်ပြီးထိုအထဲတွင်အက်ဆစ်ပါမှန်မသိခဲ့ကြောင်းထွက်ဆိုကာငြင်းဆန်ထားပါတယ်။အရေးယူဆောင်ရွက်ချက်အနေဖြင့်ရဲတပ်ဖွဲ့ကကျူးလွန်သူ၏ထွက်ဆိုချက်များကွဲလွဲနေသဖြင့်ဆေးစစ်ချက်ရလဒ်များနှင့်အခြားသက်သေအထောက်အထားများထပ်မံစုဆောင်းကာကိုထိလက်ရောက်ကျူးလွန်မှုပြင်းထန်နာကျင်စေမှုတို့ဖြင့်တရားစွဲဆိုရန်ပြင်ဆင်နေပါတယ်။ထိုင်းနိုင်ငံမှာလာရောက်အလုပ်လုပ်ကိုင်နေကြတဲ့မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် Migrants Care ၏အသိပေးအကြံပြုချက်ဒီသတင်းကိုလေ့လာကြည့်ရင်အိမ်တွင်းအကြမ်းဖက်မှုတွေလမ်းခွဲစွန့်ခွာတာကိုလက်မခံဘဲချင်းချောက်ရာကနေအက်ဆစ်နဲ့ပတ်တဲ့အထိရက်စက်တဲ့ရာဇဝတ်မှုတွေဖြစ်ပွားလာနိုင်တယ်ဆိုတာကိုတွေ့မြင်ရမှာပါ။ထိုင်းနိုင်ငံမှာလာရောက်အလုပ်လုပ်ကိုင်နေကြတဲ့မြန်မာရွှေ့ပြောင်းလုပ်သားညီကိုမောင်နှမတွေအနေနဲ့အောက်ပါအချက်များကိုအလေးထားဂရုပြုနိုင်ရန်တိုက်တွန်းလိုပါတယ်။အိမ်တော်ဖက်သို့မဟုတ်ချစ်သူထံမှရိုက်နှက်ခြင်းတပ်ပစ်မည်ရုပ်ပြက်ဆင်းပြက်ဖြစ်အောင်လုပ်မည်ဟုအသက်အန္တရာယ်ချင်းချောက်ခြင်းများကြုံတွေ့ရပါကပေါ့ပေါ့ဆဆမထားပါနဲ့အချိန်ဆွဲလေပိုမိုဆိုးရွားသောအကြမ်းဖက်မှုများကြုံတွေ့ရနိုင်ပါတယ်။အကြမ်းဖက်တတ်သူဒေါသကြီးသူနှင့်စကားများရန်ဖြစ်ချိန်တွင်ကားပေါ်ကဲ့သို့လွတ်မြောက်ရန်ခက်ခဲသောနေရာမျိုးလူပြတ်သောနေရာမျိုးတွင်နှစ်ဦးတည်းရှိနေခြင်းကိုတတ်နိုင်သမျှရှောင်ကျဉ်ပါမိမိ၏လုံခြုံရေးအတွက်စိုးရိမ်ရပါကနီးစပ်ရာတငယ်ချင်းဆွေမျိုးများထံအသိပေးထားပါထိုင်းနိုင်ငံရှိအမျိုးသမီးနှင့်ကလေးငယ်စောင့်ရှောက်ရေးအဖွဲ့အစည်းများရဲတပ်ဖွဲ့များထံအချိန်မီဆက်သွယ်၍အကူအညီတောင်းခံရန်အသိပေးအကြံပြုအပ်ပါတယ်ဘေးအန္တရာယ်အပေါင်းမှကင်းဝေးပြီးဘေးကင်းလုံခြုံကြပါစေလို့ Migrants Care မှစုမုံကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာထိုင်းရောက်ရွှေ့ပြောင်းမြန်မာနိုင်ငံသားတွေရဲ့အရေးကိစ္စတိုင်းအတွက် Migrants Care